ကိုလိုနီခေတ်ဦးကအငိမ့်မင်းသမီးလေးအဖြစ်မြန်မာမှုကိုစမ်းသစ်ပြလိုက်တဲ့ဖွေးဖွေးထက်ဆင့်အကယ်ဒမီဖွေးဖွေးကတော့1990အရှိပိုင်းမြန်မာရိုးရာတေးဥဖော်ပုံစံကိုအမှတ်တရဖြစ်အောင်ပြန်လည်အသက်သွင်းထားတဲ့သူမရဲ့ပုံရိပ်အသစ်တွေကြောင့်ပရိသတ်တွေကြားမှာအတော်လေးကိုရေပန်းစားနေပါတယ်ဒီတစ်ခါမှာတော့ဖွေးစိန်လေးဟာကိုလိုနီခေတ်ဦးကအငိမ့်မင်းသမီးလေးတစ်ယောက်အဖြစ်ကြက်တည်ရှိရှိနဲ့မြန်မာဆန်ဆန်လှပနေတာကိုတွေ့ရမှာပါဒီဖန်တီးမှုအတွက်ရှေးမှုမပြတ်တောင်ရှိပစိုးတိုက်ပုံဝစ်စုံတွေကအစားဝစ်စုံဒီဇိုင်းမိတ်ကပ်သပင်နဲ့ရိုက်ကွင်းနောက်ခံအပြင်အစင်တွေအထိပညာရှင်ပေါင်းများစွာကစနစ်တကျဝိုင်းဝန်းဖန်တီးပေးခဲ့ကြတာဖြစ်ပါတယ်လူရှင်တော်တွေအဖြစ်လဲမောင်တက်ဦးမောင်အပါအဝင်လူငယ်အမှုပညာရှင်များစွာကအားဖြည့်ကူညီပေးထားကြလို့တကယ်ကိုရှစ်ခေတ်အငိမ့်စင်မြင့်ထက်ကမြင်ကွင်းတစ်ခုအတိုင်းခန်းစားရစီပါတယ်ပရိသတ်တွေကတော့မြန်မာမင်းသမီးတွေထဲမှာဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင်မော်ဒန်ရောရှစ်ခေတ်အပြင်အစင်မှာပါဖွေးဖွေးကိုဘယ်သူမှမမီဘူးဆိုပြီးချီးကျူးနေကြပါတယ်အမှုပညာအပေါ်အမြဲတမ်းတန်ဖိုးထားပြီးအသေးစိတ်ကအစတေချာဖန်တီးတတ်တဲ့ဖွေးဖွေးရဲ့ဒီအငိမ့်မင်းသမီးပုံရိပ်လေးဟာမြမရိုးရာအလှတရားကိုပိုပေါ်လွင်စေတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်ဗျာ